ဒုံးကြီးတွေနဲ့အပြန်အလှန်ပစ်ခတ်ခဲ့ကြတဲ့အီရန်၊အစ္စရေးတို့ကြားကစစ်ပွဲဟာ12 ရက်ကြာရှိလာချိန်မှာတော့အပြည့်ရဖို့သဘောတူညီပြီးတိုက်ပွဲကိုအဆုံးသတ်သွားပြီလို့သိရပါတယ်။အီရန်၊အစ္စရေးကြားကတိုက်ပွဲအဆုံးသတ်မဲ့အကြောင်းကိုအမေရိကန်သမ္မတထရမ့်ကဒီကနေ့မနက်ဇွန်လ24ရက်မှာသူ့ရဲ့လူမှုကွန်ရက်မီဒီယာပလက်ဖောင်းကနေရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်။သမ္မတထရမ့်ကအားလုံးအတွက်ဂုဏ်ယူဝမ်းမြောက်ပါတယ်။အစ္စရေးနဲ့အီရန်တို့အကြားအပိသက်အပြစ်အခက်ရက်စဲရေးပြုလုပ်ဖို့သဘောတူညီထားပြီးဖြစ်ပါတယ်။ယခုအချိန်ကစပြီးနောက်6နာရီအတွင်းအစ္စရေးနဲ့အီရန်တို့ကြားသူတို့ရဲ့လှုပ်ဆောင်စေနောက်ဆုံးမစ်ရှင်တွေပြီးဆုံးသွားပြီးတဲ့နောက်12နာရီကြာမှာစစ်ပွဲကိုပြီးဆုံးပါလိမ့်မယ်လို့သမ္မတထရမ့်ကဆိုပါတယ်။ဒါပြင်ထရမ့်ကဒါဟာနှစ်ပေါင်းများစွာကြာသွားနိုင်တဲ့စစ်ပွဲဖြစ်ပြီးအရှေ့အလယ်ပိုင်းတစ်ခုလုံးကိုဖျက်ဆီးပစ်နိုင်ပေမဲ့အခုတော့ဖြစ်မလာတော့ပါဘူး။ဖျားသခင်ကအစ္စရေးကိုကောင်းချီးပေးပါစေ။အီရန်ကိုဖျားသခင်ကောင်းချီးပေးပါစေ။အရှေ့အလယ်ပိုင်းကိုဖျားသခင်ကောင်းချီးပေးပါစေ။အမေရိကန်ပြည်ထောင်စုကိုဖျားသခင်ကောင်းချီးပေးပြီးကမ္ဘာကြီးကိုဖျားသခင်ကောင်းချီးပေးပါစေလို့လည်းရေးသားထားပါသေးတယ်။အီရန်စစ်တပ်ဘက်ကတော့ဒီကနေ့မနက်မှာနောက်ဆုံးမိနစ်အထိတိုက်ခိုက်ခဲ့ပါတယ်ဆိုပြီးအီရန်နိုင်ငံသားရေးဝန်ကြီးကိုယ်တိုင်ကသူ့ရဲ့လူမှုကွန်ရက် X မှာရေးသားထားတာကိုတွေ့ရပါတယ်။အီရန်နိုင်ငံအတွင်းမီဒီယာတွေမှာလည်းအပြစ်ရကြောင်းကြေညာထားပါတယ်။ဒါကြောင့်အီရန်ဘက်ကအပြစ်ရတာကိုသဘောတူလိုက်ပြီလို့ယူဆလို့ရပါတယ်။အစ္စရေးဘက်ကတော့အပြစ်ရတာနဲ့ပတ်သက်ပြီးတရားဝင်ထုတ်ပြန်လာတာမရှိသေးပါဘူး။လက်ရှိမှာအီရန်ဘက်ကအပြစ်ရမှုကစတင်အသက်ဝင်နေပြီဖြစ်ပြီးထရမ့်ရဲ့ပြောဆိုမှုအရအီရန်ဘက်ကအပြစ်ရပြီး12နာရီအကြာမှာအစ္စရေးဘက်ကအပြစ်ရမှာဖြစ်ပါတယ်။အပြစ်မရက်ခင်အထိဒီကနေ့မနက်ပိုင်းမှာနှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြသေးတာကိုလည်းတွေ့ရပါတယ်။